This is Radio Free Asia. မြန်မာစစ်တပ်နဲ့ DKBA တို့ပူးပေါင်းတပ်တွေရဲ့ KNU အပေါ်ထိုးစစ်ဆင်နေမှာအနီးဝန်းကျင်မှာရှိတဲ့ကရင်ကြေးရွာတွေကရွာသားတွေကိုစစ်သားစုဆောင်းတာပေါ်တာအထမ်းသမားတွေအဖြစ်ခေါ်ယူတာတွေကြောင့်ရွာသားတွေထောင်နဲ့ချီပြီးတော့ထိုင်းနိုင်ငံလေးကိုဇွန်လပိုင်းကစလို့တပွဲဝဲဝင်ရောက်လာနေပါတယ်။အခုမြင်ရတဲ့ဒုက္ခသည်တွေကတော့ဩဂုတ်လဆန်းပိုင်းကရောက်လာကြတာဖြစ်ပြီးတော့ထိုင်းအာဏာပိုင်တွေသိရင်မြန်မာနိုင်ငံဘက်ခြမ်းကိုပြန်ပို့မှာစိုးရိမ်တဲ့အတွက်ထိုင်းနိုင်ငံနေဆက်ကရင်ရွာလေးတရွာမှာတိတ်တဆိတ်ခိုလုံနေကြသူတွေပါ12နှစ်အောက်ကလေး39ယောက်အပါအဝင်စုစုပေါင်း95ယောက်ရှိပါလေဒီထဲက10နှစ်သမီးအရွယ်မန့်ငါကသူစစ်တပ်အတွက်ဆန်3ပြည်ကို9ရက်ကြာလိုက်ပြီးထမ်းပေးခဲ့ရတဲ့အကြောင်းပြောပြပါလေ10နှစ်ရှိပြီဒီကလေးတွေကိုမေးကြည့်တဲ့အခါမှာတော့အကြောင်းမတက်ဘူးသူစာမတက်သူတွေပဲဖြစ်နေပါလေအသက်16နှစ်အရွယ်နော်မိကလည်းဆန်10ပြည်ထမ်းခဲ့ရပြီးတော့သူစားရတဲ့ထမင်းမှာစားနဲ့ငရုတ်သီးတာပါပေမဲ့ဝဝလင်းလင်းမရှိဘူးလို့ပြောပါတယ်မိုးရွာတဲ့အခါကျတော့တစ်ပင်ဝါးပင်တွေအောက်မှာဒီအတိုင်းတိချစီအိပ်ရတာဆိုတော့မိုးရွာရင်တော့လေလုံးဝကိုဆူရွှဲသွားတော့တာပဲ50နှစ်52နှစ်52နှစ်သူတို့နဲ့ပိုင်ကြီးအမဒီသမီးလေးက16နှစ်သူတို့၄ယောက်စလုံးကရွာနေပြီးတော့ပေါ်လာဆွဲခံရတယ်တယောက်ကိုတစ်ခါလိုက်သွားလို့ရှိရင်3ရက်4ရက်5ရက်အထိလိုက်ရတယ်ရွာကလက်မလျှောက်နိုင်တဲ့မတန်မစွမ်းတွေကလွဲရင်တရွာလုံးပေါ်တာဆွဲခံခဲ့ရတဲ့အတွက်3နှစ်ခွဲအရွယ်အငယ်ဆုံးကလေးကိုထားခဲ့စရာနေရာမရှိပဲရင်ဝင်ပိုက်ပြီးတော့စစ်တပ်အတွက်ကြည်ထမ်းပေးခဲ့ရတဲ့ကလေးမိခင်တူကထိပ်ဖူးနှစ်ဖက်ကျွန်းပြီးအရှိ3ပေလောက်ရှိတဲ့ကြီး3000ကိုအလိုက်နဲ့ထည့်ပြီးတော့ဒီလိုထမ်းရပါတယ်၄ရက်ခီးကိုစက်တိုက်သွားနေတဲ့အချိန်မှာတစ်နေ့ကို2ခါ3ခါလောက်ပဲဒီလိုနားရပါတယ်ကလေးကငိုရင်အဆူခံရလို့ကလေးရဲ့ပါးစပ်ကိုပိတ်ပြီးဒီလိုသွားခဲ့ရပါတယ်ရွာတကြီးကိုယ်တိုင်ကလည်းပေါ်တာလိုက်ခဲ့ရပြီးတော့ KNU ကပြစ်တဲ့မော်တာကြီးမှန်ပြီးတော့ဒဏ်ရာရခဲ့သူပါအရင်ကတစ်လတစ်ကြိမ်လောက်ပဲပေါ်တာခေါ်ပါတယ်အခုတော့တစ်လကို3-4ကြိမ်ခေါ်နေသလိုရှေ့တန်းစစ်မြေပြင်ကိုလိုက်ပါနေရပါတယ်တရွာကိုစစ်သား4ယောက်ကနေရွာကြီးရင်ကြီးသလိုအယောက်20အထိထည့်ပေးရပါတယ်မလိုက်နိုင်ရင်ဘတ်ငွေ3000အထိပေးရပြီးမပေးနိုင်တော့ထောင်ချခံရပါတယ်ဒီဒုက္ခသည်တွေဟာထိုင်းနိုင်ငံနဲ့နိုင်ငံတကာရဲ့အကူအညီအထောက်အပံ့တွေကိုမရရှိတဲ့အပြင်ထိုင်းနိုင်ငံကိုလိုက်လာပြီးတော့သူတို့ပိုင်ပစ္စည်းကိုလာရောက်သိမ်းယူတဲ့ DKBA တပ်သားတွေလည်းရှိနေပါတယ်ကျမတို့ထွက်ပြေးလာတော့အကောင်းဆုံးကျွဲတစ်ကောင်ကိုတော့ယူလာခဲ့ပါတယ်ဒါပေမဲ့ DKBA တပ်သားတွေကထိုင်းနိုင်ငံဘက်လိုက်လာပြီးကျမရဲ့ကျွဲကိုခိုးသွားပါတယ်ကျမမှာရှိတဲ့ဘတ်1500နဲ့ပဲကျွဲကိုပြန်ရွေးခဲ့ရပါတယ်ဒီကလေးတွေရဲ့အနာဂတ်ကိုတော့အခုအချိန်မှာဘယ်လို့မှမျှော်မှန်းလို့မရသေးသလိုစစ်အုပ်ချုပ်မှုအောက်ကအနိုင်ကျင့်စိုးမိုးမှုတွေရှိနေသေး၍လည်းနောက်ထပ်စစ်ပြေးဒုက္ခသည်တွေကလည်းတပွဲပွဲရောက်ရှိလာကြအောင်မှာဖြစ်ပါတယ်ရှင်